အိမ်နေဝေးနေတဲ့အင်လွမ်းစာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွမ်းစာစီစဉ်လေးမှာတော့မယန်းတိမဲ့တဲ့ရာသီလေးရောက်လာပြီဆိုတော့မယန်းတိတုပ်လေးတုပ်စားမယ်နော်ပြီးရင်တော့မယန်းတိမဲ့စားရည်စိမ်လေးလုပ်ပြသွားပါမယ်ရှင်တဝက်မှာတော့မယန်းတိကိုဇင်းတိလို့ခေါ်ကြပါတယ်မယန်းတိအမှတ်လေးတွေပဲသုံးပါမယ်မယန်းတိတုပ်ထဲမှာအဓိကမပါမဖြစ်တဲ့အရာကတော့ဓနိတခြားပဲဖြစ်ပါတယ်မယန်းတိကိုရေရင်စေးပါမယ်ဒီမှာကွဲနေတဲ့အလုံးလေးလည်းပါတယ်ပေါ့နော်စားရည်စိမ်မဲ့တီးကကွဲရပါလို့မရဘူးဆိုတော့တေချာရွေးပြီးတော့ဖယ်ထားလိုက်ပါမယ်တုပ်စားမယ်မယန်းတီးလေးတွေကိုဓာတ်လေးတွေနဲ့ခက်စစ်စစ်လေးမှုန်လိုက်ပါမယ်ဒီလိုတစ်လုံးပြီးတစ်လုံးမှုန်ထားမယ်မယန်းတီးတုပ်ထဲထည့်မယ်ကြက်သွန်လေးကိုလည်းခက်စစ်စစ်လေးလှီးပါမယ်နော်ပြီးရင်တော့ငရုတ်သီးစိမ်လေးလှီးမယ်မယန်းတီးတဲ့ကိုလှီးထားတဲ့ကြက်သွန်လေးနဲ့ငရုတ်သီးစိမ်လေးထည့်လိုက်ပါမယ်အရသာနေနဲ့ကစားလေးအနှင်းငယ်ငပြားရီအနှင်းငယ်နဲ့အရသာမော့အနှင်းငယ်ထည့်ပါမယ်ပြီးရင်တော့ဓနိတကြားလေးထည့်မယ်အရသာတွေအားလုံးတမသွားအောင်လို့နေလိုက်ပါမယ်ရှင်ဒီဓနိတကြားလေးနဲ့တုပ်တာကြတော့မယန်းတီးကအယမ်းမချင်တော့ဘဲနဲ့ချင်းတဲ့အရသာကိုထိမ့်မိရပေါ့နော်စားလိုက်လို့ရှိရင်ချင်းမြုံမြုံလေးနဲ့နေပါတယ်အရသာရပြီဆိုလို့ရှိရင်တော့ငရုတ်သီးလော်မုတ်လေးထည့်မယ်ပြီးရင်မဆလာလေးထည့်ပြီးတော့မှတမသွားအောင်လုပ်နေလိုက်ပါမယ်။ကဲမဆလာအနက်လေးကတော့မွေးနေရပြီရှင်။အရသာမြည်ကြည့်ပါမယ်။ရှယ်ပဲစားလို့ကောင်းနေရောရှင်။ဒါဆိုလို့ရှိရင်စားဖို့ပြင်လိုက်မယ်နော်။စားကြပါအောင်ရှင်ချင်းပြုံးပြုံးအရသာလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့မယန်းတီတုပ်လေးပါရှင်။တဝဲဘက်မှာနေ့လေနေခင်းနေမှာဆိုလို့ရှိရင်မယန်းတီကိုဒီလိုလေးတုပ်စားလေးရှိပါတယ်ရှင်မယန်းတီတုပ်လေးစားပြီးပြီဆိုတော့မယန်းတီစားရည်စိမ်လေးလုပ်ပါမယ်ရေစီးထားတဲ့မယန်းတီကိုစားနေမယ်ကွဲတဲ့အလုံးထည့်လို့မရပါဘူးရှင်စားရည်စိမ်လာကြလာရင်ကွဲတဲ့အလုံးကပျော့သွားတတ်ပါတယ်ရှင်စားနေပြီးရင်ဘူးလေးလေးထည့်ပြီးတော့3ရက်လောက်စားနေနှက်ထားပါမယ်၄-၅ ရက်ကြာပြီဆိုရင်တော့အေးခံထားတဲ့ရေကြက်ရည်လေးထည့်မယ်။မယန်းတီစားရည်စိမ်ကိုဒီလိုလေးထားမယ်ဆိုလို့ရှိရင်တော့တစ်နှစ်လောက်ထိကိုအထားခံပါတယ်ရှင်။ဒီမယန်းတီစားရည်စိမ်ကိုဟိုးရင်ကတော့မိုးရိမ်မှာစားလို့ရအောင်ဆိုပြီးတော့ဒီလိုမယန်းတီမဲ့တဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်စင်းဟိုးတွေနဲ့စားရည်စိမ်ပြီးတော့ထားလေးရှိရပေါ့နော်။ကဲအရန်ကိုမှစားလို့ကောင်းတဲ့မယန်းတီတုပ်လေးနဲ့မယန်းတီစားရည်စိမ်လေးကြည့်ပြီးတော့အိမ်လွှမ်းပြေကြမယ်လို့မျှော်လင့်ပါတယ်။နောက်ပတ်ဒီမှာပြန်ဆောင်ကြမယ်နော်။